မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။ 45 Mo Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကလေဒီ screenshot ရိုက်နေပေါ့နော် desktop ပေါ်မှာ screenshot ရိုက်နေလေးကိုပြပြပေးပါဆိုတဲ့ comment လေးအတွက်ကိုမာကဒီဗီဒီယိုလေးကိုတင်ပေးခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုလေတင်ပေးဖို့ကြိုးစားနေတာပေါ့နော်။ကြာပါပြီ။ဒါပေမဲ့ဒီထဲမှာအတန်ပေါင်းစုံဝင်နေတာတစ်မျိုးပေါ့နော်။ဆူညံတန်နေအရန်ဝင်နေတဲ့အတွက်ကိုမာကစိတ်တိုင်းမကြလို့ဆိုပြီးတော့ပြန်လှုပ်ရင်းနဲ့အခုချိန်ထိဗီဒီယိုကစိတ်တိုင်းကြတဲ့စီကိုမရောက်သေးဘူးပေါ့နော်အတန်တွေကအရန်ဆူညံနေတဲ့ခါကြတော့လေဆိုတော့အခုဒီဗီဒီယိုလေးကိုအဆင်ပြေပါစေအခုရိုက်တဲ့ဟာလေးအဆင်ပြေပါစေလို့ဆုတောင်းပါတယ်ဆိုတော့လေဒီ screenshot ရိုက်တာကလေလွယ်လေးပါ desktop ပေါ်မှာ screenshot ရိုက်တာကလေဒါပေမဲ့ဒီထဲမှာအမကနီလန်ပြည့်စုံဖြစ်သွားအောင်ပေါ့နော်နီလန်၃ခုကိုအမကပြပေးထားပါတယ်ပြီးတော့ပုံစံမျိုးမျိုးနဲ့ရိုက်လို့ရအောင်ပေါ့နော်အဲ့ဒါလေးကိုဒီဗီဒီယိုထဲမှာပြည့်စုံလေးရှင်းပြပေးထားပါတယ်ဆိုတော့မရဲ့ဗီဒီယိုလေးကိုဖြစ်နိုင်မယ်ဆိုရင် VPN လေးကြော်ပြီးတော့ကြည့်ပေးကြပါလို့မြတ်တာရက်ခံချင်ပါတယ်နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် print ဒီမတို့screenshot ရိုက်မယ်ဆိုလို့ရှိရင် keyboard ပေါ်က print screen လေးကိုတစ်ချက်လိုက်ရှာကြည့်ပေါ့နော် PRTSCN ဆိုတဲ့ keyboard လေးkey လေးကိုပေါ့နော်တစ်ချက်လိုက်ရှာကြည့်ပါဒီ keyboard ပေါ်မှာဆိုလို့ရှိရင်လေ PRTSCN လို့ရေးထားသလိုတချို့ဒီမှာကျတော့ PRTSC လို့ပဲရေးထားတယ်အဲ့ဒါအတူတူပဲပေါ့နော်အဲ့တော့အဲ့ဒီ key လေးကိုဘယ်နားလေးမှာထားတက်လဲဆိုတော့လေမတို့ဒီလိုအပေါ်လေးမှာထားတက်တယ်ပေါ့နော်အခု keyboard လေးဖော်ထားပြီးတာကမ keyboard ပေါ်မှာခလုံးနှိပ်တဲ့အခါမှာပေါ့နော်ပို့ပြီးတော့အဆင်ပြေအောင်ထင်သာမြင်သာရှိအောင်လို့မကဖော်ထားခြင်းဖြစ်ပါတယ်ဒီ keyboard ဖော်နည်းလေးကိုသိချင်တယ်ဆိုရင်လည်းမရဲ့ဒီအရင်ဗီဒီယိုထဲမှာတင်ပေးထားတာရှိရပေါ့နော်လွယ်လေးအဲ့ဒါလေးကိုတစ်ချက်ရှာကြည့်ပြီးတော့ကြည့်လို့ရပါတယ်ဆိုတဲ့အခါကျတော့ဒီမှာပေါ့နော်ဒီအပေါ်နားလေးမှာအဲ့ဒီ PRTSCN ဆိုတဲ့ key လေးရှိပါတယ်အဲ့ဒီ key လေးကိုတစ်ချက်လေးပဲနှိပ်လိုက်အဲ့ဒါဆိုရင် screenshot ရိုက်ပြီးသားဖြစ်သွားတယ်။အဲ့ screenshot ရိုက်ပြီးသားဖြစ်သွားလားမဖြစ်သွားလားဆိုတာကိုမတို့ကဘယ်မှာသွားပြီးကြည့်လို့ရလဲဆိုတော့သွားပြီးစစ်လို့လည်းရတယ်။ဒါမှမဟုတ်မစစ်ဘူးဆိုလို့ရှိရင်လည်းမိမိဥပမာဒီ screenshot ရိုက်ပြီးသားလေးကိုမတို့ကညာတော့အပြင် page ဆိုတဲ့ application မှာသုံးတယ်ပေါ့နော်။အဲ့ဒီဟာလေးကိုဒီမှာ window key လေးတစ်ချက်နှိပ်လိုက်မယ်ဆို PAINT page ဒီမှာpage app ဆိုတာပေါ်တယ်ပေါ့နော်ဒီ page app လေးကိုတစ်ချက်ဖွင့်လိုက်ပါ window key ကနေပြီးတော့ window ကနေသွားရှာတာနော် window key လေးတစ်ချက်နှိပ်ပြီးတော့ page app ဆိုတာလေးပေါ်တယ်အဲ့ဒီမှာမတို့က control ရဲ့ပြီးတော့ v ဒီ v ရဲ့ပေါ့နော် control ရဲ့ v ရဲ့တစ်ချက်ချလိုက်ခုနကတော့မတို့ screenshot ရိုက်ထားတာလေးကိုကွက်တီဒီမှာပေါ်တယ်ပေါ့နော်အဲ့ဒီမှာမိမိကမောက်လေးကို drag pin ဆွဲပြီးတော့မှာပေါ့နော်ဒီလိုမျိုးအတိုးအကျယ်လုပ်လို့ရတယ်လို့ဒီမှာ app မှာပါတယ်tool တွေကိုအသုံးပြုပြီးတော့လည်းဒီပေါ့နော်ပြုပြင်လို့ရတယ်ပေါ့နော်ဒါလေးကိုဒီ page application အသုံးပြုနေရလဲလွယ်ပါတယ်ဒီက tool လေးတွေကိုလိုက်ပြီးတော့အားတဲ့အချိန်လေးဒီမှာပေါ့နော်လိုက်ပြီးကြည့်ပြီးတော့အသုံးပြုလို့ရပါတယ်စမ်းကြည့်လို့ရပါတယ်တကယ်လို့မကဒီ page application အသုံးပြုနေလေးကိုတင်ပေးရမယ်ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်ဆိုတော့ဒီဥစ္စာလေးကဒါပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးတွေနဲ့အသုံးပြုပြီးတော့မတို့ကထုံးစံအတိုင်းမိမိedit လုပ်ချင်တယ်လို့လုပ်ပြီးသွားပြီဆိုလို့ရှိရင်လို့တယ်လို့ edit လုပ်ပြီးသွားပြီဆိုရင်ဒီမှာ save ဆိုတာလေးကိုသွားပြီးတော့ file လမ်းကြောင်းရွေးပြီးတော့သွားပြီးသိမ်းလို့ရပါတယ်နော်ဒီမှာ file လမ်းကြောင်းရွေးပြီးတော့သိမ်းလို့ရပါတယ်မကအခုနမူနာပြတာဆိုတဲ့အတွက်ကိုမသိမ်းတော့ဘူးပေါ့နော်ဒါကအရိုးရှင်းဆုံးအလွယ်ကူဆုံးနည်းလမ်းပါဒီဥစ္စာလေးကတော့ဒါက screen တစ်ပြင်လုံးကိုပေါ့နော်ဒီမတို့ desktop screen တစ်ပြင်လုံးကို screenshot ရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီ PRTSCN ဆိုတဲ့ခလုတ်လေးရှာပြီးတော့အဲ့ဒီခလုတ်လေးကိုတစ်ချက်လေးပဲနှိပ်လိုက်ရုံပါပဲအဲ့ဒါဆိုရင် screen မှာscreenshot ရိုက်ပြီးသားဖြစ်သွားပြီးတော့မိမိလိုချင်တာသုံးလို့ရတယ်ပေါ့နော်ပိတ်မှာသွားချပြီးတော့ edit လုပ်ပြီးတော့သုံးလို့ရတယ်တကယ်လို့မိမိကဒီ screen မိမိရိုက်ချင်တဲ့ screen တစ်ခုလုံးကပြုပြင်စရာမလိုဘူးအဲ့ဒီတိုင်းကိုပဲဓာတ်ရိုက်သုံးမယ်ဆိုလို့ရှိရင်လည်းရတယ်အဲ့ဒါဆိုလို့ရှိရင်မတို့ကပုံလေးကိုခုနလိုပိတ်ထဲမှာသွားပြီး copy paste မလုပ်ဘဲနဲ့စစ်ပြီးသားဖြစ်သွားအောင်ပေါ့နော်ဒီမှာဒီမတို့ window key လေးနဲ့ပေါ့နော် window key လေးနဲ့ဒီခုနက PRTSCN ဆိုတဲ့ဟာလေးကိုတွဲပြီးနှိပ်လိုက်ရုံပါပဲ window key လေးဖိထားပြီးတော့ PRTSCN ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲဒါဆိုလို့ရှိရင် screen လေးကမှောက်သွားပါတယ်မှောက်သွားပြီးတော့သူက screenshot ရိုက်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုမတို့ကဘယ်မှာသွားကြည့်ရမလဲဆိုတော့လေရာသီဥတုကတိတ်ပြီးတော့အပူအေးမများတော့600ဆိုးနေအဲ့တော့ဘယ်မှာသွားကြည့်ရမလဲဆိုတော့မတို့က
ဒီ my computer ဒါမှမဟုတ်လို့ရှင် this PC ပေါ့နော်အဲ့လိုမျိုးနေရာမှာဒီမှာ picture ဆိုတာလေးရှိပါတယ်ဒီတောက်လေးမှာလည်း picture ရှိရเนาะအတူတူပဲเนาะဒီ keyboard လေးနည်းနည်းဖိတ်လိုက်မယ်ဆိုတော့ဒီ picture လေးရှိရပေါ့နော် picture လေးထဲကဒီ screenshot this PC တွေက picture တွေက screenshot เนาะအဲ့ဒီထဲမှာဒီမှာပေါ်လာပြီပေါ့နော်ခုနကရိုက်ထားတဲ့ screenshot ရိုက်ထားတဲ့ပုံလေးအဲ့ဒီပုံလေးက window key လေးနဲ့တွဲနေလိုက်တဲ့အတွက်သူကဒီ picture ထဲမှာတန်းပြီးတော့ save ပြီးသားဖြစ်သွားပါတယ်အဲ့တော့အဲ့ဒီဥစ္စာကိုမတို့ကလိုအပ်တယ်လို့အသုံးပြုလို့ရတယ်ဟိုမှာကိုကစက်ပေါ့နော် email ပို့မလားဒါမှမဟုတ်လို့ရှိရင်ပေါ့နော်တခုခုလုပ်မလားလုပ်လို့ရပါတယ်ဒါတန်းသုံးလို့ရတယ်ပေါ့နော်အဲ့လိုအနေထားရပါတယ်အဲ့လိုတန်းသုံးမယ်တန်း save ခြင်းနဲ့ဆိုလို့ရှိရင်တော့ window key လေးတစ်ခုကိုပါတွဲပြီးတော့နှိပ်ပြီးဖို့လိုအပ်ပါတယ်ဒါကတော့တနည်းပေါ့နော်နောက်ထပ်ဒါကပထမဆုံးအရိုးရှင်းဆုံးတနည်းကနံပါတ်1ဒုတိယနီလန်းလာပါပြီဒုတိယနီလန်းကြတော့မတို့ကဘယ်လိုလဲဆိုတော့ကိုလိုချင်တဲ့နေရာခုနလို screenshot တစ်ပြင်လုံးမရိုက်ဘူးကိုလိုချင်တဲ့နေရာလေးတွေပဲကွက်ပြီးတော့ရိုက်မယ်ပေါ့နော်ကွက်ပြီးတော့ screenshot ရိုက်ချင်တာအဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင် edit လည်းလုပ်စရာမလိုဘူးပေါ့နော်သူကလေခုန screenshot တစ်ပြင်လုံးရိုက်ပြီးတော့မှ edit ပြန်လုပ်အဲ့လိုမျိုးတွေအဆင့်နေမလိုချင်ဘူးတန်းပြီးတော့ screenshot တန်းရိုက်လိုက်တာမျိုးအဲ့ဒါလေးကိုလိုချင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့မတို့ဒီမှာkeyboard လေးခဏဖယ်ထားမယ်ဥပမာမိမိကဒီလိုနေရာလေးကိုပဲကွက်ပြီးတော့ရိုက်ချင်တာမျိုးပေါ့နော်ဆိုတော့ဘာ key လေးနှိပ်ရမလဲဆိုတော့ window ရဲ့ shift ရဲ့ s ရဲ့ပေါ့နော်အဲ့တော့ multi keyboard လေးမှာနှိပ်လိုက်ပြီ window ရဲ့ shift ရဲ့ပြီးတော့ဒီ s ခလုတ်လေးရပေါ့နော်ဒီလိုလေးနှိပ်လိုက်တဲ့အခါမှာမတို့ဒီမှာ screen မဲသွားလိုက်မယ်မဲပြီးတော့တခုဒီမှာဒီလိုလေးပေါ်လာမယ်ဒီလိုပေါ်လာတဲ့အချိန်ရောက်ပြီဟေ့ဆိုလို့ရှိရင်မတို့ကမိမိလိုချင်တဲ့နေရာလေးကိုပဲကွက်ပြီးတော့ screenshot ကွက်ပြီးရိုက်လိုက်လို့ရတယ်ပေါ့နော်ဥပမာဒါလေးပဲထားပါတော့အဲဆိုလို့ရှိရင် mouse လေးကို dropping ဆွဲပြီးတော့မှမတို့လိုချင်တဲ့နေရာလေးကိုပဲကွက်ပြီးတော့လိုချင်တဲ့နေရာရောက်ရင်လွတ်ချလိုက်ပေါ့နော်လွတ်လိုက်လို့ရပါပြီအဲ့လိုမျိုးရပြီဆိုတော့ငါတို့အဲ့ဒါကိုဘယ်နေရာမှာသွားကြည့်ရမလဲဘယ်နေရာမှာသွားကြည့်ရမလဲဆိုတော့လေအဲ့ဒါကခုနလိုပဲเนาะ screenshot ရိုက်လိုက်တာပဲရိုက်ပြီးတော့မှမတို့ကပိတ်ဒါမှမဟုတ်လို့ရှိရင် Adobe တို့ပြီးရင်Microsoft Word တို့ဘာတို့အဲ့ဒီတွေမှာသွားပြီးတော့သွားသုံးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုတခါပိတ်လေးကိုသွားရှာမယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာပိတ်ပေါ်လာပြီအဲ့ဒီမှာသွားရှာမယ်ဘာလို့လဲ control V နဲ့ထုံးစံအတိုင်းပေါ့နော် control ရယ် V ရယ်ပေါ့နော်ဒါလေးကိုကလစ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာမိမိလိုချင်တဲ့နေရာလေးကိုပဲ screenshot ရိုက်ထားတာလေးကိုဒီမှာပေါ်လာတာကိုတွေ့ရမယ်ပေါ့နော်ဒါလည်းခုနလိုပဲပိတ်ကိုမိမိလိုချင်တယ်လို့ edit လုပ်ပြီးတော့မှ save လိုက်လို့ရှိရင်လည်းရပါတယ်ဆိုတော့အဲ့ဒါကဒုတိယနည်းလမ်းပေါ့နော်ဒါကတော့လိုချင်တဲ့လောက်လေးပဲဖြတ်ပြီးတော့screenshot ရိုက်တဲ့နည်းလမ်းမှာနည်းလမ်းနံပါတ်2ပေါ့နော်နောက်ထပ်နည်းလမ်းနံပါတ်3နည်းလမ်းနံပါတ်3ကတော့ဒီ desktop keyboard မလိုတော့တဲ့အတွက်မှာ keyboard ကိုပိတ်လိုက်တော့မှာပေါ့နော်ဒီနည်းလမ်းနံပါတ်3ကကြတော့မတို့ဘယ်လိုလိုလဲဆိုတော့လေဒီ window လေးကိုပဲသွားခုနပိတ် application ရှာတယ်လို့အခုလည်း application တစ်ခုရှာရမယ်ပေါ့နော်အဲ့ဒါကတော့ snipping application ဖြစ်ပါတယ် SNIPPING snipping tool ပေါ့နော်ဒီမှာပေါ်နေပါပြီအဲ့တော့ဒီ snipping tool မှာ window လေးကနေပြီးတော့ပဲသွားရှာမယ်နော်အဲ့ဒါလေးကလေဒီ application တစ်ခုခုရှာခြင်းနဲ့ဆိုလို့ရှိရင်မတို့က window ခလုတ်လေးကိုအရင်နှိပ်ပြီးတော့အဲဒီ search box လေးမှာကိုလိုချင်တဲ့ application လေးကိုသွားပြီးတော့ရိုက်ပြီးတော့ရှာလို့ရပါတယ်ဆိုတော့ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်မတို့ကဒါလေးကိုခဏမချက်သေးဘူးเนาะဒီမှာဒါဆိုလို့ရှိရင်ဒီမှာသူက mode ရွေးလို့ရတယ်ပေါ့နော်၄ခုရှိပါတယ်၄ခုက full screen snip ဆိုတာကကြတော့ခုနလိုမျိုးမတို့က PRTSCN ခလုတ်လေးကိုနှိပ်ပြီးတော့ရိုက်တယ်လို့မျိုးပဲဒါက screen တစ်ခုလုံးကိုအပြည့်ရိုက်ပါလားဒါမှမဟုတ်ရှင်လဲ Windows snip Windows ဥပမာမတို့ကMicrosoft Excel သုံးရယ် Microsoft Word သုံးရယ်အဲ့လိုမျိုးလေးတွေမှာ
အဲ့လိုမျိုးလေးတွေသုံးရဆိုရင်အဲ့သုံးနေတဲ့ window တစ်ခုပဲပေါ့နော်အသုံးပြုနေတဲ့ window ကိုပဲ snap ရိုက်မှာလားပေါ့နော်နောက်တစ်ခုကကြတော့ rectangular ဆိုတာခုနကလိုမျိုးလိုချင်တဲ့နေရာလေးကိုပဲကွက်ပြီးတော့ရိုက်လိုက်တာပေါ့နော် rectangular ပုံလေးနဲ့ရိုက်တာအဲ့ဒါကတနည်းအခုအဲ့ဒါအဲ့ဒီနည်းလမ်းတွေကိုပြီးခဲ့ပြီဆိုတော့အမတို့ကဒီမှာ free form snip ဆိုတာလေးကိုသုံးမယ်ပေါ့နော်ဒီ application တွေက free form snip ကကြတော့အခုကတ်ကြီးပုံစံလေးထွက်လာပြီအဲ့ကတ်ကြီးပုံစံလေးမှာအမတို့လိုချင်တဲ့ဟာလေးကို mouse လေးကိုထိဆွဲပြီးတော့မှလိုချင်တဲ့လောက်လေးပဲကိုကညှက်လိုက်ရောပေါ့နော်ညှက်ပြီးတော့သုံးလို့ရတယ် okay သူက application တွေကိုတန်းဝင်သွားပြီပေါ့နော်အဲ့တော့ဒီ application တွေကိုတန်းဝင်သွားပြီဆိုတော့အဲ့ဒီမှာမတို့ကဒီမှာ tool လေးတွေရှိရပေါ့နော်အဲ့ tool လေးတွေကိုသွားပြီးတော့အသုံးပြုလို့ရတယ်ဒါဆိုလို့ရှိရင် pen ဆိုတာကတော့ဒါပေါ့နော်ဒါစာရေးလို့ရတယ်ချိလို့ရတယ်ဒါ highlight ပင် highlight ကကြတော့ဒီမှာမိမိလိုချင်တဲ့နေရာလေးကို highlight ချဲလို့ရတယ်ပေါ့နော်အသုံးမလို့ဆိုလို့ရှိရင်မတို့ erase နဲ့ပြန်ဖြတ်လို့ရပါတယ်ဆိုတော့ဒါလေးရပြီပေါ့နော် save ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ save snap ဆိုတာရှိရယ် save snip ပေါ့နော် save snip နဲ့ save လိုက်ပါမယ်ပြီးတော့ save as နဲ့ save ချင်တယ်ဆိုလည်း file တွေကနေပြီးတော့မှဒီမှာ save ရှိပါတယ်ဒါမှမဟုတ်ရင် send to email တွေပါနေနဲ့ email တွေပို့ချင်တာပေါ့နော်ဒါမျိုးအမျိုးလုပ်လို့ရတဲ့ tool လေးတွေပေါ့နော်တန်းပြီးချိန်ထားတာမျိုးရှိပါတယ်ဒီ snip application ကကြတော့လေဒီကွန်ပျူတာတိုင်းမှာပါတယ်ပေါ့နော်ကိုကရှာပြီးတော့သုံးလို့ရတယ်အခုဒီနီးလန်းလေးတွေကကြတော့ကွန်ပျူတာဘယ် window မဆိုမှအသုံးပြုလို့ရတဲ့နီးလန်းလေးတွေကိုမာကဒီမှာမျှဝေပေးသွားတာဖြစ်ပါတယ်ဆိုတော့လေဒီမှာတိမ့်မဲ့ဆိုလို့ရှိရင်ဒီမှာ HTML တို့ PNG GIF file တွေပါတယ်ပေါ့နော်ဒီလိုမျိုးလေးတွေအဲ့တော့မိမိကြိုက်နှစ်သက်တဲ့ပုံစံနဲ့သိမ်းလို့ရပါတယ် file မျိုးစားကိုရေးပြီးတော့သိမ်းလို့ရတယ်ဒီ HTML ကကြတော့မတို့website တွေပါတယ်အတွက်ပေါ့နော်ဒီ internet မှာသုံးမဲ့ဆိုလို့ရှိရင်အဲ့ဒီအတွက်ကိုသုံးပြပါတယ် PNG ကကြတော့မတို့အနောက်မှာ background မပါအောင်ကိုလိုချင်တဲ့နေရာလေးကိုပဲသိမ်းတဲ့ဟာမျိုးလေးပေါ့နော်ကိုလိုချင်တဲ့ဒီဟာဆိုလို့ရှိရင်ဒီ background ပါတွဲပြီးမပါဘဲနဲ့သူ့တက်လေးပဲဖြတ်ပြီးသိမ်းထားတဲ့ဟာမျိုးလေးဒါ GIF file ကကြတော့ဒီမတို့sticker ပုံစံမျိုးသွားမယ်နဲ့တူတယ်နောက်တစ်ခုကကြတော့ JPEG file ပေါ့နော်ဒါကတော့ဓာတ်ပုံပုံစံမျိုးနဲ့သိမ်းတာပါဆိုတော့မိမိလိုချင်တဲ့ file ပုံစံနဲ့သိမ်းလို့ရတယ်ပေါ့နော်အခုမှကတော့ no ပါဆိုတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နော်မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် VPN လေးခံပြီးတော့ကြည့်ပြီးဖို့လည်းမမေ့ကြပါနဲ့နော်တတာ